မင်္ဂလာပါဒီနေ့ကျွန်တော်တို့တင်ဆက်သွားမယ့်အကြောင်းအရာကတော့တမန်ကျမ်းစာထဲမှာအရေးကြီးဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးကျမ်းဆောင်ဖြစ်တဲ့ထမြော်ချမ်းပဲဖြစ်ပါတယ်ဒီချမ်းကဘုရားသခင်ကသူ့ရဲ့လူမျိုးတွေကျွံဘဝကနေဘလို့ကေထုတ်ခဲ့တယ်ဘလို့ပရိညင်ဖွဲ့ကြလဲဆိုတာကိုဖော်ပြထားတဲ့ချမ်းဖြစ်ပါတယ်ဒီနေ့တင်ဆက်မှုမှာထမြော်ချမ်းရဲ့ရေးသားသူအချိန်ကာလနဲ့အဓိကအကြောင်းအရာတွေကိုအသေးစိတ်ရှင်းပြတော့မှာဖြစ်ပါတယ်။ထမြော်ချမ်းကဣသရေလလူမျိုးတွေဟေဂရုပြည်မှာကျွန်ခံနေရတဲ့အခြေအနေကနေဘုရားသခင်ရဲ့တကူတော်နဲ့ဘယ်လိုလွတ်မြောက်ခဲ့လဲဆိုတော့ကိုဖော်ပြထားပါတယ်။ဒီချမ်းမှာမောရှေကိုဘုရားသခင်ကခေါ်ယူပြီးသူ့ရဲ့လူမျိုးတွေကိုဥဆောင်စေခဲ့ပုံဗေဒံစေပါပင်လယ်နီကိုဖြတ်ကူးခြင်းဒီနာတောင်မောကပြည့်ညတ်တော်10ပါးနဲ့တဲတော်တိဆောက်ခြင်းအကြောင်းအရာတွေပါဝင်ပါတယ်။ထမြော်ချမ်းကိုဘယ်သူရေးတယ်လဲဆိုတာကိုကြည့်အောင်ရိုးရာအစင်လာရတမန်ကျမ်းစာရဲ့တတိခံချက်အရာပါဒီချမ်းကိုမောရှေရေးသားခဲ့တာဖြစ်ပါတယ်။ကျမ်းစာပညာရှင်တွေကဒါကိုမောရှေရဲ့ချမ်း9ဆောင်တဲကဒုတိယမြောက်ချမ်းလို့ခေါ်ကြပါတယ်ကျမ်းစာထဲမှာလည်းဘုရားသခင်ကမောရှေကိုဒီအကြောင်းအရာတွေကိုမှတ်တမ်းတင်ဖို့အချိန်ချင်းမိန့်မာခဲ့တာကိုတွေ့ရပါတယ်။ထမြော်ချမ်းကိုဘယ်ချိန်မှာရေးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးအထူးအယူအဆနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့ BC 1446ဝန်းကျင်လို့ယူဆတဲ့စောစီးသောကာလဖြစ်ပြီးဒုတိယတစ်ခုကတော့ BC 1250ဝန်းကျင်လို့ယူဆရတဲ့နောက်ကျသောကာလဖြစ်ပါတယ်။ဘယ်အချိန်မှဖြစ်ဖြစ်ဒီချမ်းကဣသရေလလူမျိုးတွေတဲကန်နေရာထဲမှာလှည့်လည်နေတဲ့အနှစ်40ကာလအတွင်းမှာရေးသားပြုစုခဲ့တာဖြစ်တယ်လို့ယူဆကြပါတယ်။ထမြော်ချမ်းရဲ့အစမှာဣသရေလလူမျိုးတွေကအေဂရုပြည်မှာအင်အားကြီးမားလာတာကိုတွေ့ရပါတယ်။ဒါကိုဖာရောဘုရင်ကကြောက်လန့်ပြီးသူ့ကိုကျွန်အဖြစ်ခိုင်းစေခဲ့ပါတယ်။ဒီလိုဆင်းရဲဒုက္ခရောက်နေချိန်မှာဘုရားသခင်ကကယ်တင်ရှင်တယောက်ကိုပြင်ဆင်ပေးခဲ့ပါတယ်။သူကတော့မောရှေပါပဲ။မောရှေဟာအီဂျစ်မင်းသမီးရဲ့မွေးစားသားအဖြစ်နန်းတော်ထဲမှာကြီးပြင်းခဲ့ရပေမဲ့နောက်ပိုင်းမှာမိဒန်ပြည်ကိုထွက်ပြေးခဲ့ရပါတယ်။မောရှေတိုးကြောင်းနေတဲ့အချိန်မှာလောင်ကျွမ်းနေပြီမဲ့မကျွမ်းလောင်တဲ့ချုံပုတ်ထဲကနေဘုရားသခင်ကသူ့ကိုစကားပြောခဲ့တယ်။ဘုရားသခင်ကသူ့ရဲ့နာမတော်ကိုငါဖြစ်သည့်အတိုင်းငါဖြစ်တယ်လို့ဖော်ပြခဲ့ပြီးမောရှေကိုအေဂရုပြည်ကိုပြန်သွားဖို့သူ့လူမျိုးတွေကိုကယ်ထုတ်ဖို့ရန်အတွက်စေခိုင်းခဲ့ပါတယ်။မောရှေကသူ့အကိုအာရုန်နဲ့ဖာရောပရိစီသွားပြီးငါလူမျိုးတွေကိုလွတ်ပေးပါတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဖာရောဘုရင်ကညှဉ်းဆန်ခဲ့ပါတယ်။ဒါကြောင့်ဘုရားသခင်ကအီဂျစ်ပြည်ပေါ်မှာဗေဒံ10ပါးကိုကြားရောက်ဆွေးခဲ့ပါတယ်။ဒီဗေဒံတွေကဖာရောဘုရင်ရဲ့ခေါင်းမာမှုကိုချိုးဖျက်ပြီးဘုရားသခင်ရဲ့တကူတော်ကိုပေါ်ပြခဲ့ပါတယ်။နောက်ဆုံးဗေဒံဖြစ်တဲ့တာဥတီဆုံးခြင်းဘေးကနေလွတ်မြောက်ဖို့အတွက်ဣသရေလလူမျိုးတွေကသိုးတငယ်ရဲ့အသွေးကိုသူတို့အိမ်ရဲ့တကားတိုင်တွေမှာတုပ်ထားရပါတယ်။ဒါကိုပတ်သက်ခါလို့ခေါ်ပါတယ်။ဘုရားသခင်ရဲ့ကောင်းကင်တမန်ကအသွေးရှိတဲ့အိမ်တွေကိုကြော်သွားခဲ့ပါတယ်။ဒီပွဲကယနေ့တိုင်အောင်ယူဒလူမျိုးတွေအတွက်အရေးကြီးဆုံးပွဲဖြစ်နေသေးပါပဲ။နောက်ဆုံးမှာတော့ဖာရောဘုရင်ကဣသရေလလူမျိုးတွေကိုလွှတ်ပေးလိုက်ပါတယ်။ဒါပေမဲ့သူတို့ထွက်သွားပြီးမကြာခင်မှာပဲစိတ်ပြောင်းပြီးတော့စစ်တပ်နဲ့လိုက်လံတိုက်ခတ်ခဲ့ပါတယ်။ရှေ့မှာပင်လယ်နီနောက်မှာအီဂျစ်စစ်တပ်နဲ့ပိတ်မိနေတဲ့အချိန်မှာဘုရားသခင်ကအံ့ဩဖွယ်နမိတ်လက္ခဏာကိုပြခဲ့ပါတယ်။ပင်လယ်ရေကနှစ်ချမ်းကွဲသွားပြီးဣသရေလလူမျိုးတွေကကုန်း6ပေါ်မှာလမ်းလျှောက်လို့ဖြတ်ကူးနိုင်ခဲ့ပါတယ်။တဲကန်ရထဲမှာသူတို့ခီးဆက်တဲ့အခါစားစရာနဲ့ရှိအတွက်ခက်ခဲကြုံရပါတယ်။ဘုရားသခင်ကကောင်းကင်ကနေမာနမှုတွေတွေးဝေးခဲ့ပြီးကြောက်ဆောင်တဲ့ကနေရေထွက်စေခဲ့ပါတယ်။ဒါဟာဘုရားသခင်ကသူ့လူမျိုးတွေကိုဘလို့ကျူးဆိုင်တယ်လဲဆိုတော့ကိုဖော်ပြနေခဲ့ပါတယ်။ထွက်မြောက်ပြီး3လအကြာမှာသူတို့ကတိနာတောင်ကိုရောက်ရှိလာပါတယ်။ဒီနေရာမှာဘုရားသခင်ကမောရှေကိုတောင်ပေါ်ကိုခေါ်ယူပြီးလူမျိုးတော်တစ်ခုလုံးအတွက်လိုက်နာရမယ့်ပြည့်ညတ်တော်10ပါးကိုပေးအပ်ခဲ့ပါတယ်။ဒီပြည့်ညတ်တော်တွေကဘုရားသခင်နဲ့လူနဲ့လူကြားဆက်ဆံရေးအတွက်အခြေခံဥပဒေတွေဖြစ်လာပါတယ်။မမတစ်ပါးအခြားသောဖျောက်ခုမကိုးကွယ်နဲ့
ရုပ်ထုစင်တို့ကိုမလုံးနဲ့မကိုးကွယ်နဲ့ဘုရားသခင်နာမတော်ကိုအချီးနှီးမမွတ်ဆိုနဲ့ဘုန်းတွေကိုတန်ရှင်းစေခြင်းကတတိပြုပါမိဘကိုရိုသေစွာပြုတော့လူသက်ကိုမတတ်နဲ့သူများကိုမပြမနဲ့ဒုစရမကိုးနဲ့မဟုတ်မမှန်သောတတိကိုမခံနဲ့ဒုစရကိုလောဘမောဟမရှိနဲ့ဒီຢာတွေကဘုရားသခင်ကဣသလလူမျိုးအားပြီးအပ်ခဲ့တဲ့ပြည့်ညတ်တော်10ပါးဖြစ်ပါတယ်ဒီပြည့်ညတ်တော်တွေဒီယနေ့တိုင်အောင်လူသားတို့၏ကိုချင်းတရားနဲ့ဘာသာရေးဆိုင်ရာအခြေခံမူများအဖြစ်တည်ရှိနေစေဖြစ်ပါတယ်ထမြောက်အကျမ်းရဲ့နောက်ဆုံးအပိုင်းမှာဘုရားသခင်ကသူ့လူမျိုးတွေအလယ်မှာကျင်းဝတ်ဖို့အတွက်တဲတော်ဆောက်လုပ်ဖို့အသေးစိတ်ညွှန်ကြားချက်တွေပေးခဲ့ပါတယ်ဒီတဲတော်ကအလွန်တန်ရှင်းတဲ့နေရာဖြစ်ပြီးအထက်မှာပရိညင်တစ်တာကိုထားရှိပါတယ်တဲတော်ဆောက်လုပ်ပြီးစီးသွားတဲ့အခါဘုရားသခင်ရဲ့ဘုန်းတော်ကတဲတော်ပေါ်မှာမိုးတင်ဖြစ်ဆင်းသက်လာတာကိုတွေ့ရပါတယ်အနည်းချိုးရမယ်ဆိုရင်ထမြောက်အကျမ်းကကျွန်ဘဝကနေလွတ်မြောက်ခြင်းဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ပရိညင်တရားတွေအကြောင်းကိုဖော်ပြထားပါဖြစ်ပါတယ်ဒီကျမ်းစာကနေဆင့်ကျွန်တော်တို့သိနိုင်တာကဘုရားသခင်ကသူ့လူမျိုးတွေရဲ့ဆင်းရဲဒုက္ခကိုမြင်နေရတယ်ပြီးတော့အချိန်တန်ရင်ကယ်တင်နေဆိုတာပါပဲဒီနေ့တင်ဆက်မှုကိုအဆုံးထိနားဆင်ပြီးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ဒီနေ့ဗီဒီယိုလေးကထမြောက်ခြင်းကိုပုံမနားလည်ဖို့ရန်အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ကျမ်းစာလေ့လာမှုဗီဒီယိုတွေကိုကြည့်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးဖို့မေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေ